ကျေပြလေးနဲ့ထမင်းစားပြီးနောက်မောင်ချောနွယ်ကိုခတ်ဝေးဝေးကြီးကောင်စဝင်းစားအတန်လေးမှာပြန်စရာအိမ်မရှိရှာပါဘူးအမေရဲ့ကဘာမြေကြီးပေါ်မှာအခုတို့ပန်းတွေဝေပုံကလည်းအဖူးပေါ်အညွန့်တက်လို့တမတ်စရာပါလားအမေတန်တရားလေးတေးချင်းတွေကစီစီတရိတ်ကလေးလိုသားကမြည်လို့ပေါ့တခါတရံတော့အမေရဲ့အဘွားဟာမြင်မွေးပြန်ညာလေးတညဖြစ်ခဲ့ရတယ်သားလေးသူ့ကိုယ်ပိုင်အသေးတွေညွတ်အိလေးလန့်နေအောင်ထမ်းပူးထားရပေမဲ့ပျော်ရှာတဲ့ဂုံထမ်းသမားတလဲပင်လေးကိုအားကြမိတယ်အမေရဲ့လေးတွေထန်လာလေလေသားမှကြေခွဲရလေလေပါပဲမိုးဦးကြဆုံးမယ်ဆိုတာလေတကယ်တော့လောကဒဏ်တရားပါလားအိတ်ဆရာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတာပဲအမေရဲ့အမောင်နဲ့ဆူဆူမိုးရေတွေရွှဲရွှဲနဲ့လို့အတန်တွေတောင်ငုံနေခဲ့ပါပြီမေဆုံးရှုံးမှုတည့်ရွက်တွေမရှုမလှနဲ့ကန်ဆိုးမှုမောင်တောင်ကုန်းပေါ်မှာတားဘဝရဲ့အပိုင်းစားတွေနဲ့လားတားညင်းဆန်တဲ့အမေမသိဘူးလားအမေသားကကြပြဆရာလေးအမေရဲ့တကယ်တော့လေအမေရဲ့ကြပြဆရာဆိုတာဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာအမေရဲ့ဟောဒီကဘာလောကကြီးမှာအမေသားကြပြဆရာဖြစ်လာတာအပြစ်ရှိပါသလားမေသားရဲ့အချစ်မလေးဟောဒီကဘာကြီးနစ်ခဲ့ရင်တော့စစ်ဖြစ်ဖို့မသေးချတော့ပါဘူးအမေရဲ့ခုတော့တခြားသူတွေမမြင်မိတဲ့အတန်ကလေးကိုကောင်းအိမ်မိလို့အကျဉ်းနာအမဲ့ဆုံးဆုလက်ကိုတားရခဲ့ပါတယ်အမေမသိဘူးလားလူတွေရဲ့အပြုံးမှာကုံစည်းနှုံးတွေပါတဲ့အမေရဲ့အိတ်ခမ်းနဲ့အင်ဂျီကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုတားတူတူခါခါမုန်းတဲ့အမေရဲ့တခြားသူတွေအတွက်တော့အရာရာဟာလက်တပစ်စာရဲ့ပါတားမှာတော့ယူဇနာတန်းပေါင်းများစွာဝေးကွာလို့တားလေရေရောထားတဲ့ညရဲ့လို့မရခဲ့ဘူးတားရဲ့ဘေးကလေးဟာလေဘလောက်တောင်ပတ်လက်နေတယ်လဲဆိုတော့စံကြီးမြင်လေးတမြင်နင်းမိရင်တော့ဘီးကထပေါက်သွားနိုင်တဲ့အမေအရှက်ကြီးကြီးမီးတောက်မီးရှန်ကြီးတယ်နေ့စဉ်ခုံချနေရတဲ့ဘဝခီးအခမဲ့ညတွေတိတ်ပြီးတိတ်သေးလွန်းလားအမေရဲ့လွတ်ကျွတ်ကြီးကန်သွင်းခံရကျွန်တော်ဘလောက်မာရွေးမိလို့လဲအမေအစုပ်ကကြက်ခိုးဆွဲမီးဖို့ချောင်းဆိုးလိုက်တိုင်းချောင်းစပိုးလိုက်တိုင်းရင်ကောင်းကြီးတဲ့မိထားတောက်တာမြင်ရအမေရဲ့အတွင်းလူမမာတယောက်ပါဒါပေမဲ့တစ်သားဘတ်စကာအိုကြီးခိုစီးလို့ကြပြဆရာမာယာကော့စကီးအိုတဲ့လူလဲပါတယ်လေလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေပြောခံရတဲ့တာမိတ်ဆွေပေါ့ဘလောက်တောင်ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲဘယ်တော့မှတမတေဝတွေလက်ထဲရောက်มาတယ်လေတယောက်ကိုတယောက်မေးရင်ပေါ့မျက်စိတမိတ်လျက်တစ်ပြက်အတွင်းမှာတောမကြိုတွေချောင်းကောဖြစ်သွားဘဝကိုဖြစ်ညစ်ကြည့်လိုက်တော့လိမ္မော်သီးကလေးမှာအချိုရည်ကြံသေးတယ်အိုးအသေးနှလုံးထဲမှာပန်းတွေအယမ်းပွင့်တာပဲအမေရဲ့ကုတ်အင်ကြီးဝစ်ချင်တဲ့စောင်းရသည်ရဲ့မီးရှန်ကင်းမဲ့တဲ့မီးလင်းဖိုကြီးရဲ့နှင်းဆက်တွေကိုအသေးခံတောက်ချင်တဲ့မျက်ပင်ကလေးရဲ့လက်မင်းကိုပြေဝတိုက်ရိုက်မမြင်ချင်တဲ့အပြုံးရဲ့အနေထိုင်မတက်တဲ့ရေပန်းတိုင်ကလေးရဲ့မိုက်တွင်းနဲ့ကြပြပေါ်အချစ်ရဲ့မကြာခဏလူလိမ်ခံရတဲ့ရင်ထဲကကြဲပြလေးရဲ့နှက်ခတ်မိပြောချင်ရှာတဲ့အပျော်လေးရဲ့တားလက်ဖွားထဲမှာကြစ်ပါအောင်စုပ်ထားလို့တဆက်တုံနေရှာတဲ့တားဘဝလေးရဲ့မိသားမှာပိုက်ဆိုင်ပါတယ်ထမင်းစစ်စားခြင်းနဲ့အိမ်နဲ့မွေးတဲ့အိယာစစ်မှာအိတ်ချင်တယ်ခြေထောက်တွေကိုမိဖို့ငွေပေးခြင်းနဲ့ဗမာပရစေးတန်တောက်ခြင်းနဲ့ပြီးတော့ဟောဒီလိုအမေမျက်လုံးအယောင်ကိုမွတ်သိပ်ပါတယ်တေးပေလေးလွင့်ပြီးပြန်လာတဲ့သားကိုကယူနာတက်မြဲတက်တဲ့အမေကြည့်လေအမေရဲ့အမေစိတ်ကမ်းမကတ်တာကြာပြီဖြစ်တဲ့သားတင်မောလေးအမေရဲ့ကျွန်တော်ရိုးသားခဲ့ပါတယ်အမေ
ဤသို့ပင်ပဲ့တင်ပါလိမ့်မယ်မောင်ချောနွယ်